ဒီနေ့ကျွန်တော်တို့မြန်မာပြည်ကနေထိုင်းနိုင်ငံမဲဆောက်ဘက်ကိုတွားပြီးတော့လူကြိုက်များတဲ့အလာကုန်ဒီမုံဒီဘလို့အလွဲတကူဝဲယူတဲယူဒီမြန်မာပြည်မှာ online ကနေပြန်ရောင်းပြီးတလကိုတင်းချီဝင်ငွေရှာနိုင်လဲဆိုတာအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘလို့စရမလဲဘာတွေဝယ်ရမလဲဘလို့ပြန်ရောင်းရမလဲသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားနော်ဒါကအိမ်မှမဟုတ်ဘူးတကယ်လို့ရတာပရိသတ်ကြီးရေအခုခေတ်မှာ online စီးပွားရေးကတကယ်ကိုအရှိန်အဟုန်နဲ့ဖွံ့ဖြိုးနေတာအထူးသဖြင့်ထိုင်းပစ္စည်းတွေဆိုမြန်မာပြည်မှာအရန်ကိုဝယ်လို့အားများတယ်ဆိုတာသိကြလားဘာလို့လဲဆိုတော့အရေးသွေးကောင်းပြီးဈေးနှုန်းလေးတင်လို့ပါကျွန်တော်တို့ဒီနေ့မဲဆောက်ကိုတွားကြရအောင်မဲဆောက်ကထိုင်းမြန်မာနယ်စပ်မြို့ဖြစ်လို့တွားလာရေးလွယ်ကူပြီးပစ္စည်းမျိုးစုံကိုလက်ကားဆေးနဲ့ဝယ်လို့ရတယ်ပထမဆုံးဘာတွေဝယ်မလဲအလှကုံဆိုရင် Snail White, Cathy Doll, Mistine, Pond's စားတဲ့ brand တွေကမြန်မာမလေးတွေကြားမှာရေပန်းစားတယ် skin care makeup အစုံပေါ့မုံတွေဆိုရင် lace အာလူချောင်းကြော် pocky bento ပီကြီးငါမမခောက်ဆွဲ6 glico အချိုမုံတွေကခလီးတွေတော့လူကြီးတွေပါကြိုက်ကြတယ်ဒီပစ္စည်းတွေရဲ့မဲဆောက်ကလက်ကားဈေးနဲ့မြန်မာပြည်ကဈေးကတော်တော်ကွာတယ်ဥပမာ snail white cream တပူးကိုဟိုမှာ300ဘတ်လောက်ဆိုဒီမှာ1000ကျော်ရောင်းလို့ရတယ်lace တချို့ကိုဟိုမှာ10ဘတ်ဆိုဒီမှာ900ကနေ1000လောက်ရောင်းလို့ရတယ်ဒါကတကယ်ကိုအမျက်အဆိုးများတဲ့လုပ်ငန်းဖြစ်တယ်ဘဲကဝယ်မလဲဆိုတော့မဲဆောက်မှာလက်ကားစိန်ကြီးတွေဈေးကြီးတွေအများကြီးရှိတယ်ကျွန်တော်တို့လိုအသေးစားသမားတွေအတွက်အကောင်းဆုံးကတော့နယ်ဆက်ဈေးတွေဒေတာခံလက်ကားဆိုင်တွေပဲသူတို့နဲ့တိုက်ရိုက်ချိတ်ဆက်ဝယ်တာအကောင်းဆုံးတယ်ပြီးတော့ဘလို့တဲမလဲကိုယ်တိုင်တဲလာလို့ရတယ်လို့ကားဂိတ်တွေကနေအပ်ပြီးတဲလာလို့လည်းရတယ်နယ်ဆက်ဖြတ်တန်းမှုတွေကတော့ပုံမှန်လှုပ်ထုံးလုပ်နေတဲ့အတိုင်းပဲပေါ့ online မှာဘလို့ပြန်ရောင်းမလဲ Facebook page Facebook marketplace TikTok shop တွေကအကောင်းဆုံး platform တွေပဲပစ္စည်းရောက်တာနဲ့အရန်လာတဲ့ပုံတွေဗီဒီယိုလေးတွေရိုက်ပြီးတင်ပါ live sale တွေလုပ်ပါ live မှာပစ္စည်းကိုကိုယ်တိုင်သုံးပြတာစားပြတာက customer တွေရဲ့ယုံကြည်မှုကိုပိုရစေတယ် bundle deal တွေလုပ်ပြီးရောင်းတာလည်းအရန်ထိရောက်တယ်ဥမာ Snail White နဲ့ Cathy Doll ကိုတွဲရောင်းတာမျိုးမုံအစုံပါတဲ့ package တွေလုပ်တာမျိုးပေါ့ customer service ကအရေးကြီးဆုံးပဲနော်မြန် reply ပြန်တာရင်းနှီးဖြော်ဆိုတာပစ္စည်းကိုတခြားထုတ်ပေးတာတွေက customer တွေကိုကိုယ့်ရဲ့ဆိုင်ကိုပဲပြန်လာစေမှာဒီလုပ်ငန်းမှာအမြတ်အစွန်းကဘယ်လောက်ရှိလဲဆိုတော့ပုံမှန်အားဖြင့်ရောင်းအားကောင်းရင်တစ်လကိုသိန်းချီအမြတ်ရဖို့မခက်ဘူးဒါပေမဲ့စိန်ခေါ်မှုတွေလည်းရှိတယ်ပြိုင်ဆိုင်မှုများတာပစ္စည်းအတုအပတွေထပ်တီးထားရတာတဲယူပူဆောင်ရေးအခက်ခဲလေးတွေပေါ့အရေးကြီးဆုံးကကိုဝယ်တဲ့ပစ္စည်းက quality ကောင်းဖို့နဲ့စစ်မှန်ဖို့ပဲ expiry date တွေကိုတခြားစစ်ဆေးပါနောက်ဆုံးအနေနဲ့ပြောချင်တာကဒီစီးပွားရေးကိုစလုပ်တဲ့အခါအများကြီးမစပါနဲ့နည်းနည်းချင်းစီစမ်းပြီးဝယ်လိုအားကိုလေ့လာပါပြီးတော့ customer တွေနဲ့ရင်းနှီးအောင်လုပ်ပါကိုပိုင် brand လေးတစ်ခုတဖြည်းဖြည်းတည်ဆောက်သွားပါ online ကနေငွေရှာဖို့ဆိုတာတကယ်မခက်ပါဘူးအဓိကစိတ်ဓာတ်မကြပဲစ조사ဖို့ပါပဲဒီဗီဒီယိုကနေတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်စီးပွားရေးလုပ်ချင်တဲ့သူငယ်ချင်းအားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်